အာရေမင်းမနိုးလာတဲ့3ရက်လောက်ကငါဟီနန်ကိုကူးသွားခဲ့တာအတော်ကြီးကျုပ်ဘာဖြစ်သွားတာလဲမင်းကြီးမားတဲ့တစ်ပင်ကြီးပေါ်ကနေပြုတ်ကျလာတာလေဖျားရည်လူတက်တာခံရတာပဲမင်းကဆင်းရဲတဲ့ចောင်းသားလေးအိမ်မှာဘာမှမရှိဘူးအရင်ရှင်တန်ရမယ်စပားစီတစ်စေးမှမရှိဘူးတဘာဝရဲ့ပေးကမ်းမှုကိုရှာရမယ်ဒီမှာနေစရာကူရှိတယ်တောကြောင်တောကျက်သမင်လမ်းမှန်ရင်လက်ပလာနဲ့မပြန်ရဘူးဒါတကယ်လူစင်စရာလားဒီလောက်ကြီးတဲ့တောဆင်ဆွဲကောင်းကွက်ပဲဒီနေ့ကံကောင်းတယ်ငါအိမ်မှာ2ရက်လောက်စားလိုက်ဘသူအိမ်ကဟင်းချက်တာလဲအရန်မွေးတာပဲတကယ်အရသာရှိတယ်တန်ဖိုးရှိရင်ငါရှင်သွားမယ်တန်ဖိုးမရှိရင်လောင်းကြီးထပ်ပြီးမနှက်ဖြန်မျိုးထဲဝင်မယ်တင်ဟာဘသူလဲရှင်နဲ့လက်ထပ်ဖို့ရှိတဲ့ကျွန်တော်ရဲ့ဇနီးလောင်းစုဝံပါအိမ်မှာလူတွေများလို့ကျမခိုးထွက်လာတာပါရှင်သာလက်မခံဘူးဆိုရင်အပြင်မှာတည်သွားတာကမိသားစုကိုဒုက္ခပေးတာထက်ပိုကောင်းပါတယ်စိတ်ချလက်ချနေပါလူများတော့တူညီရဲ့ထမင်းစားစရာတစုံပို့လာတာပါပဲကျေးဇူးတင်ပါတယ်ယွန်ကြီးအကိုကြီးကြီးမားတဲ့ဘေးအန္တရာယ်တည်တဲ့နဲ့ထိန်းထားတေချာထိန်းထားခမားကိုမိဘလေးဖျားရည်ဒီလောက်ကြီးတဲ့တမင်တကောင်အသားတင်ပေါင်း30ရှိမယ်ဓာယူခဲ့ဒီခြေထောက်နှချောင်းကိုခမားအမေစီပို့ထိုးထားလိုက်ပါအင်းပေးလိုက်ပါဦးမဖြစ်ဘူးမိသားစုတိုင်းရုန်းကန်ရတာခက်ခဲပါတယ်တမင်ချီတော့ရှင်ကြီးကင်ထားပါဒါယူဓာကြီးတာမဟုတ်ရင်ကျွန်တော်အရင်ကတည်းကတေးလောက်ပြီးဒါကတောင်နောက်ဖက်မှာကျွန်တော်ဖမ်းခဲ့တဲ့တမင်မှာခမားနဲ့အတော်တို့ကိုခံစွမ်းအားပြန်ကောင်းလာဖို့အတွက်ပါအိုးရှိုးဆိုင်ကအရန်ရင်ကြီးတာပဲရှိုးဆိုင်ခမားရဲ့ဘဝကလည်းတာယာပြည့်စုံနေတာမဟုတ်ပါဘူးအဖိုးအိုကြီးလူတယောက်ကစေတနာအပြည့်နဲ့လှုပ်ပေးတာကိုခမားကဘာတွေရောင်ရမ်းနေတာလဲကြောက်လီချင်းကျွန်တော်မြေလို့ဖော်ချင်ပါတယ်အိမ်မှာလူတယောက်ပို့လာလို့ပါဥပဒေအရလူတယောက်ကို9ဧကခွဲဝေပေးနိုင်ပါတယ်အရှင်မင်းကြီးခမားနဲ့ခမားစနီးလူ2ယောက်လို့တတ်မှတ်မယ်မနှက်ဖြန်လာခဲ့ပါကျေးဇူးတင်ပါတယ်ကြောက်လီချင်းဟေးရှိုဆိုင်အချမ်းသာကြီးဖြစ်လာတယ်လို့ကြားတယ်အကိုကြီးကိုပြပါဦးဖဲဆန်းအတောင်ပံတွေမာလာပြီပေါ့ငါမီးမလောင်ခင်မင်းအမြန်ဆုံးထွက်သွားတာအကောင်းဆုံးပဲဟေးဟုတ်ကဲ့ပါခမားစောင့်နေလိုက်ပါရှိုဆိုင်ခမားမှာတကယ်ကံကောင်းတာပဲဒီယာကူကအယမ်းမွားတာပဲခမားစနီးရဲ့အိမ်အောင်စုစရင်ကိုကျွန်တော်ခရိုင်ကိုဓာတ်ရိုက်တင်ပြလိုက်ပြီးဒီနေ့ကစပြီးသူကညူကြားကြေးရွာရဲ့တရားဝင်လူတစ်ယောက်ဖြစ်သွားပြီးကျေးဇူးတင်စကားမပြောနိုင်တော့အောင်ကျေးဇူးတင်ပါတယ်ယွမ်ကြီးအကိုကြီးကျွန်ုပ်တို့ရဲ့ဒီ10ဧကမှာဘလို့စပားမျိုးတွေစိုက်ကြမလဲအချိန်မှမီတော့ဘူးဟင်းသီးဟင်းရွက်တွေစိုက်မယ်မုံလာဦးနဲ့ကင်ချီစောင်းရသည်မဝင်ခင်နှစ်သီးရိတ်သိမ်းလို့ရတယ်အခု10ဧကရှိပြီးလက်ထဲမှာဓာတ်ရှိတယ်အိမ်ထဲမှာအစားအစာရှိတယ်ဘေးမှာလူရှိတယ်ငါပြန်ပြီးအသက်ရှင်လာတယ်လို့ခံစားရတယ်မနှက်ဖြအန်ချိန်ဘိုးစီကိုတွားပြီးမျိုးစေ့တွေဝယ်မယ်ငါတို့2ယောက်လုံးတွားကြမယ်မင်းကဘသူလဲငါကမင်းရဲ့လက်မထက်ရသေးတဲ့ဇုံမလေးစုဝံပါအိမ်မှာလူတွေကများလုံးလို့ငါခိုးပြေးလာတာပါကိုသာငါ့ကိုလက်မခံရင်အပြင်မှာပဲတေးလိုက်တာကအိမ်ကိုဒုက္ခမပေးတာနဲ့တန်ပါတယ်စိတ်ချလက်ချတာနေပါတော့လူများရင်တူတစုံပူတာပေါ့ကျေးဇူးတင်ပါတယ်ယွမ်ကြီးကိုအကြီးကျယ်ပဲတေးစရာပဲတီတီငိမ့်ငိမ့်နေဖမ်းမိပြီပေါ့ဖျားရည်ဒီလောက်ကြီးရဲ့တမင်တကောင်တန့်စင်တဲ့အသားပေါင်း30ဓာယူခဲ့ဒီခြေလောက်2ချောင်းကအမေဆိုပို့ပေးဖို့ထားလိုက်မယ်အင်းဒါကိုယူလိုက်အောင်မဖြစ်သေးပါဘူးတဲ့အိမ်တူနေဖို့ဆိုတာခက်သားပဲတမင်ချီတော့ရဲကော်ကင်ထားဒါကကျွဲကြီးတာမဟုတ်ရင်ငါမှလဲတည်သွားပြီဒါကငါနောက်တောင်မှဖမ်းလာတဲ့တမင်မှာခမားနဲ့အတော်တို့ကိုခန္ဓာအားဖြည့်ဖို့အတွက်ပါအိုចောင်းသားကလည်းအာနာစရာကြီးចောင်းသားရဲ့ခမားရဲ့ဘဝလည်းတာယာလာတာမဟုတ်ဘူးမဟုတ်လားတေနာကောင်ကြီးသူများကစေတနာနဲ့လုပ်ပေးတာကိုဘာတွေရောင်ချင်နေတာလဲကြောက်လီကျင့်ရေးကျွန်တော်မြေလို့ဖော်ချင်ပါတယ်အိမ်မှာလူတယောက်တိုးလာလို့ဥပဒေအရမိမလာလေးက9ဧကရနိုင်တယ်အရှင်မင်းကြီးခမားအားနဲ့ခမားစုံမက2ယောက်လို့တွက်မယ်မနှက်ဖြန်အေးမြတဲ့အချိန်ကျေးဇူးတင်ပါတယ်ကြောက်လီချင်းဟိတ်ចောင်းသားကြတဲ့အချမ်းသာကြီးဖြစ်နေတယ်ပေါ့အကိုကိုပြဆန်းပါဦးဖဲဆန်းတောင်ပံတွေတောင်းတင်းလာပြီပေါ့ငါတော့မထွက်ခင်မှာမင်းအမြန်ဆုံးထွက်သွားတာအကောင်းဆုံးပဲအေးဟုတ်ခဲ့ပါခမားစောင့်နေလိုက်ចောင်းသားမင်းမှာကံကောင်းခြင်းတွေရှိတာပဲဒီယာကူကအယမ်းမွားတာပဲမင်းစုံမရဲ့အိမ်အောင်စုစရင်ကိုခရိုင်ကိုဓာတ်ရိုက်တင်ပြလိုက်မယ်ဒီနေ့ကစပြီးသူကညူကြားရွာရဲ့တရားဝင်လူတစ်ရောက်ဖြစ်သွားပြီးကျေးဇူးကြီးလာပါတယ်လို့မပြောတော့ပါဘူးယွမ်ကြီးကိုငါတို့ရဲ့ဒီ10ဧကမှာဘာမျိုးနံတွေစိုက်ကြမလဲအချိန်မမီတော့ဘူးဟင်းသီးဟင်းရွက်တွေစိုက်မယ်မုံလာဦးနဲ့အချင်းဖောက်ထားတဲ့ဟင်းရွက်စောင်းရသည်မဝင်ခင်နှစ်ခါရိတ်သိမ်းလို့ရမယ်ယခုအခါမှာ10ဧကရှိလာပြီးလက်ထဲမှာဓာတ်ရှိတယ်အိမ်ထဲမှာစပားရှိတယ်ဘေးမှာလူရှိတယ်ငါတဖန်ပြန်ပြီးရှင်တန်လာရတယ်လို့ပဲမနှက်ဖြန်ချံဘိုးစီကိုတွားပြီးမျိုးစေ့တွေဝယ်မယ်တို့2ယောက်အတူတူတွားကြမယ်ဝမ်မတ်ဒီကိစ္စဒီမှာတင်မပြီးသေးဘူးနော်အတော်ကြီးရေဦးလေးကြီးရောအိမ်မှာရှိလားကျွန်တော်ဟင်းသီးဟင်းရွက်မျိုးစေ့နည်းနည်းလာဝယ်မလို့ဦးလေးကြီးဘလို့ဖြစ်တာလဲဆရာဝန်စီပြထားပြီးပြီလားကျွန်တော်တို့ရွာမှာဘယ်ကဆရာဝန်ရှိရမှာလဲရွာနီးဆက်ကဆရာဝန်တောင်ပြောင်းသွားပြီလေမနေ့ကထက်ကိုပိုပြီးအားနေနေပြီပဲအတော်ကြီးစိတ်မပူနဲ့ကျွန်တော်တောင်ပေါ်ကိုဆေးမြစ်သွားတူးလိုက်အောင်မယ်ယုံနာရွက်ပင်ဝမ်းပြက်ဝမ်းလျှော့ပြောက်ဆေးနဲ့ကော့စိတ်ပင်တွေကဆေးစာအုပ်ထဲမှာတွေ့ဘူးတယ်စိတ်ချပါအဲ့ဒီမျိုးစေ့တွေအရင်ယူထားလိုက်ပါမျိုးစေ့ဖို့ထည့်ထားခဲ့လိုက်ပါကျွန်တော်အခုပဲတောင်ပေါ်တက်တော့မယ်ဆေးစာအုပ်တွေ့ပြီးဦးလေးကြီးရဲ့ယောဂလက္ခဏာကဒီတိုင်းပဲဒီဆေးပင်2မျိုးကိုတွဲသုံးရမယ်ထပ်ပြီးများများသွားတူဦးမယ်အတော်ကြီးရေကိုအရင်အထက်မီးနဲ့ပွက်ဆူအောင်ပြုတ်ပြီးမှမီးသေးသေးနဲ့တစုံတရာအချိန်ကြာကြီးဆက်ကြိုရမယ်မှတ်မိပြီလားမှတ်မိပြီចောင်းသားလေးပတ်စံပေးရမယ်ရွာထဲကအိမ်ကြီးချင်းတွေချင်းဘာပတ်စံလိုတာလဲဦးလေးကြီးကောင်းကောင်းနားယူလိုက်ပါဦးမနေ့ကမှကျွန်တော်ထက်လာခဲ့မယ်
ဟာဟာဟာခမားပါရဲ့တာလဲမြေကြီးကိုအဲ့ဒီလိုလှန်ရတာမဟုတ်ဘူးဒီလိုခွန်အားဆိုင်ရတဲ့အလုပ်ကအမျိုးသားတွေလုပ်ရတာခမားတရေအောက်မှာသွားနာနေလိုက်ပါရွံကြကိုရွာသားတွေပြောတာကြားလို့ကြောက်လီကြီးကခမားကိုမြေကွက်ခွဲပေးလိုက်တယ်ဆိုကျွန်တော်တို့အလုပ်ပြီးတာနဲ့ကူညီပေးဖို့လာခဲ့မယ်တာနူကကူညီပေးတော့တလအတွင်းဒီ10 ဧကမြေကြီးကိုပြီးအောင်လုပ်နိုင်မှာပါကျန်းပိုးစပါးထမင်းပဲချက်စားလိုက်ပါတော့တဲ့အဲ့ဒီလိုယိုယွင်းပျက်စီးအောင်300တလားမြင်မြန်စားလိုက်ပါအိမ်မရှိတယ်ဂျုံခေါ်တက်ဆွဲကအရမ်းမွားတာပဲဘသူလဲဟေးចောင်းသားလေးတောင်ပေါ်ကပစ္စည်းကဘသူတွေ့တာနဲ့အပိုင်ပဲပေါ့ဟာဟာဟာအဖဦးပဲအရင်သွားပြီးတော့ဝမ်မာစစ်တီကိစ္စဒီမှာတင်မပြီးသေးဘူးမုံလာဦးမျိုးစေ့နဲ့ကိုရီးယားမုံလာဦးမျိုးစေ့တွေကိုဘယ်ချိန်မှစိုက်ရမလဲဒီနေ့စောင်းဝင်မျိုးစေ့တွေစိုက်လို့ပြီး10 ဧကမြေပေါ်ကအသီးနှံ2တီးဆိုရင်ဟင်းရွက်အနည်းဆုံး4-5 ထောင်ပိတာရှိတယ်မြို့ပေါ်ကိုတင်သွားရင်ကျုပ်တို့အိမ်မှာငွေသားလက်ထဲရောက်လာမှာပဲမနဲ့ကြရင်ငါးသွားကောက်ကြမလားတလားတစ်ခါရေကြတဲ့အချိန်ဆိုတရွာလုံးရေကြရာကနေငါကောက်ကြတယ်ကျုပ်တို့ကပင်လယ်နဲ့နီးတယ်အရှိဘက်ကိုနိုင်ဝက်လောက်လျှောက်သွားရင်ပင်လယ်ပဲမင်းရင်တုန်းကပြုတ်ကြတုန်းကအုံနောက်တကယ်မကောင်းသေးဘူးလားပုံမှန်ဆိုဗလိုက်ဖန်းလဲရေကြမှတစ်ခါကောက်တာပေါ့ပုံမှန်ဆိုအများဆုံးငါးများတာတို့ထိုးတာတို့ပဲလုပ်လို့ရတာဘာငါမှသိမရဘူးမနှက်ဖြန်မနှက်ကြရင်ကိုကိုလာခေါ်ပါကြောပူပန်းတွေများများယူလာခဲ့ပင်လယ်ကြီးထဲမှာအဆုံးမရှိတဲ့ယတနာတွေရှိတယ်တွားကြည့်ရမယ်တရွာလုံးရောက်လာကြပြီဒီနေ့မှပဲအသားဟင်းစားရတော့မယ်ဟာဟာဟာဒါနီဒီဟာကိုရွာသားတွေကဘာလို့ခေါ်ကြလဲကြောက်လားကြောက်တုံးနဲ့တူတယ်စားလို့ရမှဖြစ်ခတ်တာပဲရွံကြည့်ကောင်မင်းမလောက်တာလဲငိမ့်ငိမ့်နေစမ်းကြရင်ငါအိမ်ကိုလာခဲ့ပါကိုလူဘွားရဲ့အရသာအရှိဆုံးလဲဆိုတာမင်းကိုကြွေးမယ်ဒီပင်လယ်ပင်ကူကငါ့ကိုညှက်ဒါတော့နားလိုက်တာမြေကြီးပေါ်မှာကမာတွေအပြည့်ပဲဘသူမှမကောက်ကြဘူးရှုံကနန်းတွေအပြည့်တွားသွားနေတာဘသူမှမလိုချင်ကြဘူးပင်လယ်စာတွေပေါ်များနေရဲ့နဲ့ဗိုက်စာနေကြတယ်စိတ်လှုပ်ရှားနေပြီးမြန်မြန်သွားမယ်မြန်မြန်မေးခဏနေဘိုင်းမဝရင်ကျုပ်တို့မှာပြောင်းဖူးမုံတွေရှိသေးတယ်ရှန်ကျင်ငန်းငယ်လေးအရင်ဆုံးဟင်းရည်တပံကန်တောက်ပြီးဘိုင်းတွေအောင်လုပ်ပါဒီငါဟင်းရည်ကဘာလို့ဒီလောက်ဖြူပြီးမွေးနေရတာလဲရွံကြီးကငါ့ကိုအရင်ကြော်ပြီးမှပြုတ်ရတယ်လို့ပြောတယ်ဒီကြောက်ကဘလို့အရသာရှိလဲဆိုတာငါကိုစန်းခွင့်ဝမ်မာစီကိုနွားကြောင်းကနေနှင်ထုတ်ရမယ်ရှေ့ဆက်နေမနေ့ကဆရာဆေးတောက်ပြီးဒီမနက်3 ကောက်တဟုန်ထိုးပြေးနိုင်လို့ကျေးဇူးတင်ဖို့အထူးလာတာပတ်စံမလိုပါဘူးရွာသားချင်းတွေပဲကောင်းသွားရင်တော်ပြီးခမားတို့မျိုးတဲသွားမှာလားကားပေါ်တက်ပြီးရင်ရှေ့ဆက်နေကားနဲ့ခေါ်လေးရလိုက်ဖို့မယ်ဆရာမှာစေးပညာလဲတက်တာလားမတက်ပါဘူးစာအုပ်ထဲကစေးနေအချို့ဖတ်ဖူးတာပါရှေ့ဆက်နေကနှိမ့်ချပြောတာပါဒီဆရာလက်ရကရွာနီးချင်းဆရာဝန်တွေတောင်မမိပါဘူးမြင်းကိုမြင်းစည်းကွက်ကိုခေါ်လာတာပါဘလို့မြင်းမျိုးဝယ်ချရင်နာလဲဧည့်သည်တော်ကြည့်ပါဦးဒီမြင်းကသွားအခြေအနေကောင်းတယ်ဖြောင့်တန်းပြီးကြည်ုံနဲ့ကောင်းတဲ့မြင်းမှန်တိတာတယ်ခမားရဲ့အမြင်ကတော်တော်မှန်တာပဲဒါကဝေါင်ပမာမြင်းပါ9 ခွန်းနဲ့ဈေးမစေးရပါဘူးကောင်းပြီလေနောက်တစ်ခါမြင်းလို့ရင်ကျုပ်စီကိုပဲထက်လာခဲ့ပါဒီကစပြီးခမားကကျုပ်ကောင်ပဲရဲဘော်ဟောင်းကြီးဟာဟာဒီမြင်းကတော်တော်တန်မာတာပဲဟိုမှာခြံရှိစနေမဟုတ်လားမြင်းလဲသူမြင်းလဲဝယ်လိုက်တာပဲတကားတေချာတောက်ခတ်ထားပြီးအပြင်းမထွက်နဲ့ဟေ့တခိုးလူပစ္စည်းလာခိုးရဲတယ်ဝမ်မာစီမင်းပြစ်ကိုမင်းတီလာစုံကွမ်းကိုချီနှောင်ထားတဲ့ကြောက်လီချင်းနဲ့ရွာသူရွာသားအပေါင်းတို့ကျုပ်သားကိုခွင့်လွှတ်ပေးကြပါရွာစည်းကမ်းအတိုင်းချိန်နဲ့အချက်20ရိုက်ရမယ်ပြီးပါစေတော့ဒါပေမဲ့နွားเจ้าမှာသူ့ကိုနောက်ထပ်မမြင်ကျင်တော့ဘူးအင်းဝမ်မာစီကိုနွားเจ้าကနေနှင်ထုတ်မယ်ကဲဒီနေ့ပဲရွာသူရွာသားတွေအားလုံးကိုခေါ်မယ်မင်းပဲပြောလိုက်ပါဝမ်မာစီသွားပြီဆိုတော့ထောင်ချောက်တွေပြန်ချလို့ရပြီဟင်းသီးဟင်းရွက်တွေပြန်ဆိုင်မယ်အစားအစာတွေလည်းဖြည့်ဆည်းရမယ်ဘာတွေရေဒီယိုနဲ့တီးရမလဲမင်းပြောဘူးလေပိုက်ကွန်ကပင့်ကူအိမ်နဲ့တူတယ်ဆိုတာမင်းညကတညလုံးစဉ်းစားပြီးဒီလိုမျိုးဟုတ်မဟုတ်စမ်းကြည့်တာငါပြောတာနဲ့တင်ချက်ချင်းထွက်လာတာပဲစူအိုင်းမင်းကတော့ပဲတော့စမ်းပါမြန်မြန်သာတင်ပြီးတော့နောက်ပိုင်းမလုပ်တတ်တော့ဘူးပိုက်ကွန်2 ကွန်1 ကွန်ကငါဖမ်းဖို့1 ကွန်ကအရန်တင်တရွာလုံးကိုကျွေးဖို့လုံလောက်တယ်ရွံကြီးကိုဒီဟာကငါဖမ်းလို့ရလားဟာဟာကိုယ်တိုင်လဲပိုက်ကွန်ပြစ်တက်သွားပြီးတာနူရေဆွဲလို့မရဘူးကူပါဦးဟာဒီလိုငါဖမ်းတာကတော့အားရင်ဆိုင်ရတဲ့အလုပ်ပဲကိုဒီပိုက်ကွန်ကိုကောင်းကောင်းဝတ်ထားရမယ်ဟိုလူဒီလူတိသွားရင်ဘလောက်လူတွေမနာလို့ဖြစ်မလဲဘာကိုဝတ်ထားရမှာလဲမနဲ့ကြရင်တရွာလုံးကိုပိုက်ကွန်ရန်နီးတင်ပေးမယ်ဟွန်မင်းပါပြောလိုက်တာလဲရှိုးစားမင်းနဲ့ကဘာပြောလိုက်တာလဲတခါလောက်ထပ်ပြောဆွဲချုပ်ကလူတိုင်းကိုပိုက်ကွန်ရန်နီးတင်ပေးမယ်ငါဖမ်းအဖွဲ့မယ်ရွာသားတွေအားလုံးအားစိုက်ထုတ်ပြီးဖမ်းလာတဲ့ငါးတွေကိုရွာကနေတစုတစည်းလေးရောက်မယ်လှုပ်အားလိုက်ပတ်စံခွဲပေးမယ်လှုပ်အားလိုက်ပတ်စံခွဲတယ်ဆိုတာဘာလဲစိုက်ပျိုးရေးလှုပ်အားလိုက်အလုတ်ခွဲတယ်လှုပ်အားခကိုနေစားနဲ့ရှင်းတယ်ဝင်ငွေကိုတရွာလုံးအညီမျှခွဲတယ်ပြီးတော့သုံးပုံတစ်ပုံကို6တွေ့တဲ့ငါးတွေအဖြစ်အရန်စားနဲ့ရိတ်ခါသိမ့်မယ်တခုပဲမေးမယ်ဒီလိုလုပ်ရင်တရွာလုံးဝဝလင်းလင်းစားလို့ရမှာတေချာလားချမ်းသာမယ်တော့မပြောတတ်ဘူးဝဝလင်းလင်းစားရဖို့ကတော့ပြဿနာမရှိဘူးဒီလောက်ရင်အုပ်ကြီးပြီးအမြင်ကျဲတဲ့လူငယ်ကတော့ရှားပါတယ်လီကြီးရာတို့ကိုနောင်နေကြရင်မင်းကိုပဲထမ်းဆောင်ဖို့အကြံပြုမယ်ကျုပ်ကလည်းငယ်သေးတယ်အပြင်ကနေရောက်လာတာဆိုတော့လူတွေကအယုံကြည်မရှိဘူးလီကြီးကပဲဆက်လုပ်ပါကျုပ်ကအကြံဉာဏ်ပေးရုံပါပဲကောင်းပြီလေလီကြီးကတော့ငါပဲဆက်လုပ်မယ်ဒါပေမဲ့အလုပ်ကိစ္စမှန်သမျှ2 ယောက်သားတိုင်ပင်ပြီးလုပ်မယ်နောင်ကြရင်လီကြီးလို့မခေါ်နဲ့တော့ကြောက်ဦးလေးလို့ခေါ်ကြောက်ဦးလေးမနဲ့ကြရင်တရွာလုံးကိုခေါ်ပြီးမင်းပဲပြောလိုက်ပါဒီနေ့တော့ရွာသူရွာသားအားလုံးကိုခေါ်ထားတာအခွန်ကောက်ဖို့လည်းမဟုတ်ဘူးစစ်သားစုဆောင်းဖို့လည်းမဟုတ်ဘူးငါတို့ရွာမှာပြုပြင်ပြောင်းလဲမှုလုပ်တော့မယ်အခုတော့ရှောက်စကူအမှားစကားပြောပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲယုံကြည်ကြပါလွန်ခဲ့တဲ့2 ရက်ကကျုပ်အိမ်မှာငါးစားခဲ့ဘူးတဲ့သူတွေလက်မြောက်ပါနေတိုင်းငါးစားချင်ကြလားစားချင်တယ်ဒါကငါးဖမ်းကွန်ပါဒီကွန်တကွန်နဲ့တင်50 ဂရမ်ဒါမှမဟုတ်ဒေတာအခေါ်ဒါဇင်နဲ့ချီပြီးဖမ်းလို့ရတယ်ဒီနေ့မှာပဲကိုရက်လုံနီးကိုအားလုံးကိုတင်ပေးမယ်ဒီပညာကိုလူတိုင်း
ဟိုတင်ပေးမှလားကိုတယောက်တည်းရဲ့ပညာကကိုတယောက်တည်းကိုပဲဝအောင်ကျွေးနိုင်တယ်ရွာသားတွေအားလုံးသာတက်ကြမယ်ဆိုရင်အားလုံးဝဝလင်းလင်းစားနိုင်ကြမှာပေါ့ရွာမှာငါးဖမ်းအဖွဲ့မယ်လှုပ်အားပေးခြင်းတဲ့သူတွေကိုလှုပ်အားလိုက်တာဝန်ခွဲပေးမယ်ငါးတွေစုပြီးရောင်းမယ်ရတဲ့ငွေတွေကရွာအတွက်ပဲဟုတ်တယ်လှုပ်အားကလည်းပေးမယ်10ရက်တစ်ချိန်လက်ငင်းငွေထုတ်ပေးမယ်တက်တန်း60ကျော်လာပြီးရွာအတွက်အလုပ်လုပ်တာငွေပါရတယ်ဆိုတာတခါမှမကြားဘူးရှောက်စာရွာသူတွေလည်းပါလို့ရလာရတယ်ငါမဖမ်းနိုင်ရင်တောင်ငါလန့်တာကိုရက်ယူတာပင်လယ်စာရွေးထုတ်တာတွေလုပ်လို့ရတယ်အရေးချင်းလိုက်တာဝန်ခွဲပေးမယ်အားလုံးပါဝင်နိုင်ပါတယ်ရှောက်စကပညာလည်းတက်အကြံလည်းများတယ်ငါကြည့်ရတာတော့ဒီအလုတ်ကရှောက်စပြောတဲ့အတိုင်းလုပ်တင်တဲ့အားလုံးမှာဘာအကြံဝံမှမရှိတော့ဘူးပေါ့ဘာမှမရှိဘူးဆိုရင်ကောင်းပြီဒီနေရာမှာသုံးပင်လင်းရမယ်ဒါမှကွန်ကွက်ကညီမသူ့ဝံမင်းကြည့်ပါဦးငါတို့ဒါဟုတ်ရဲ့လားနောက်9တန်းလောက်ထပ်ယူလိုက်ရင်ဒီကွန်ကရေးချလို့ရပြီရှောက်စနေတိုင်းပို့နေတဲ့ငါးစိမ့်တွေတောင်ရောက်မကုန်တော့ဘူးကျုပ်သိပါတယ်တီးရက်နဲ့လူတွေကိုကိုဆက်ယူခိုင်းနေတာကငါးစိမ့်တွေရောက်မကုန်ရင်ငါးချောက်လုံးမဲ့စားမပါပဲနေဘူးနှစ်ရက်လမ်းရင်တစ်နှစ်ထားလို့ရတယ်ဆောင်းတွင်းမှာစားနှစ်ရိတ်ခါရှာရင်အပြင်ထုတ်ရောင်းရင်ဈေးပိုရမယ်ကျုပ်ကတစ်သက်လုံးဒီစင်ရာလူနဲ့လှုပ်လာတာအသက်20လူငယ်တယောက်လောက်တောင်မတွေးတတ်ဘူးဥချိုရေးစရာတစ်ခုရှိသေးတယ်ကိုနေပိုများလာတော့ကိုတောင်တစ်ခုစောက်ရမယ်နောက်ဆုံးတွေးခဲ့ရတဲ့ဘေးရန်ရဲ့စာရွက်စာတမ်းအရလူမင်းဒေတာကအိမ်နီးနားချင်းတွေစီကြားရောက်နေပြီးလူမင်းတွေညူကြအားရွာကိုတောင်ကိုရောက်လာတဲ့အခါကိုတောင်ကိုကာကွယ်နိုင်မလားမနှက်ဖြန်စပြီးလုပ်မယ်လူငယ်ရောက်20ရွေးပြီးလုံခြုံရေးအဖွဲ့ဖွဲ့မယ်ကိုတောင်ကိုစောက်မယ်ရွာကိုကာကွယ်မယ်ခေါင်းဆောင်ကဘာသူကိုခိုင်းချင်တာလဲကျန်းနာတို့ကအင်အားလည်းကောင်းတယ်လူလည်းယုံကြည်ရတယ်ယုံကြည်လို့ရတယ်ကောင်းပြီလုံမလားမလုပ်ဘူးလားတခွန်လဲပြောရွှန်ကြီးကိုကျုပ်လုပ်မယ်ကျုပ်တော့လုံမသေးချတယ်ဟာဟာဟာသူ့ဝံမရရွှန်ကြီးကိုကကျုပ်ကိုလုံခြုံရေးခေါင်းဆောင်ခန့်လိုက်ပြီးဘသူကမင်းမရလဲထမင်းစားရအောင်ကြည်စမ်းကြည့်လာလိုက်တာ10ရက်လောက်ဆိုရင်တူလောင်ယုံပြီးပြီးအဆောက်တက်လဲဖွဲ့ပြီးပြီးငါးပိုက်လဲလူတိုင်းမှာတက်လက်စီရှိပြီးဒါပေမဲ့ငါရင်ထဲမှာတော့စိတ်မချဘူးဥစော်ဘာကိုစိတ်ပူနေတာလဲအယမ်းမြန်နေလို့လွန်ခဲ့တဲ့လအနေငယ်ကငက်လွန်းလို့ကြက်တောင်တောင်မမွေးရဲကြဘူးအခုတော့အိမ်တိုင်းမှာငါးရီရှိနေပြီးမြန်လွန်းလို့ရင်ထဲမှာကြောက်စရာတောင်ကောင်းလာပြီးမြန်နာကပြဿနာမဟုတ်ဘူးပြဿနာကလာမဲ့အခက်ခဲတွေကိုကြော်ဖြတ်နိုင်မလားဆိုတာပဲအခက်ခဲရှိလာမယ်လို့ထင်လို့လားလျုံမြင်ကညူကြားရွာကိုရောက်လာပြီးစုဆောင်းထားတဲ့အစားအစာတွေကဝေပေးဖို့လုံလောက်ရဲ့လားလူယူထားတဲ့တူလောင်ယုံကိုကာကွယ်နိုင်မလားအဆောင်တက်အယောက်20ကလုံလောက်ရဲ့လားဝမ်မစစ်ကိုမောင်းထုတ်လိုက်ပြီးဒါပေမဲ့အဲ့ဒီအကြည့်ကိုငါမေးလို့မရဘူးယုံမြင်ရောက်လာတော့မှဒီဘဝမှာငါကာကွယ်ရမှာစပားအိတ်အနေငယ်မဟုတ်ဘူးဒီလူတွေနဲ့ဒီမိသားစုပဲရွှင်ချစ်ကိုအခုနေ့စဉ်ငါးထွက်နှုံးကငါးဆက်ထက်မကတိုးလာပြီးမြို့ပေါ်မှာအကုန်ကြမခံနိုင်တော့ဘူးငါးလန့်တဲ့ပမာဏကိုတိုးမြင့်ပါလင်းရှမ်းကိုလူစီလွတ်ပြီးဈေးကွက်စုံစမ်းပါသဘောပေါက်ပြီးဒီငါးလန်းစင်တွေတောင်တင်ဖို့နေရမရှိတော့ဘူးတူလောင်ယုံကပြောတယ်ဒီနေ့နောက်ထပ်2ထပ်တိုးပြီးလက်ခံနိုင်သေးတယ်တဲ့အားလုံးပဲစူးစမ်းကြပါငါလိုအယိုးအိုကြီးကတသက်မှာညူကြားရွာမှာဒီလိုတူလောင်ယုံမျိုးရှိလာမယ်လို့ဘယ်တော့မှမထင်ထားခဲ့မိဘူးဥစောဒါကအစပဲရှိသေးတယ်ဟင်းဒီဟင်းရွက်ခင်းတွေရိတ်သိမ်းပြီးရင်စပားကြည်လဲတိဆောက်ရမယ်အကုန်ဆောက်ရမယ်ကြည်စမ်းကြီးလာလိုက်တာနောက်ထပ်10ရက်လောက်ဆိုရင်ပထမဆုံးစပားသိမ်းနိုင်တော့မယ်မြို့ပေါ်ယူသွားရင်လဲဝင်ငွေတရက်ပဲခေါင်းဆောင်တို့ငါတို့ကနေတိုင်းကင်းလဲနေတာပဲဘာလှုပ်ရှားမှုမှလည်းမတွေ့ရပါလားမလှုပ်ရှားတာအကောင်းဆုံးပဲလှုပ်ရှားမှုတွေရှိလာတဲ့အခါကျမှငါတို့တက်ပြီးရင်ဆိုင်ရမှာရွင်ကျစ်မအိတ်သေးဘူးလားစင်းရှင်းနေတာငါဖမ်းအဖွဲ့ငါလန်ကွင်းတိုးလောင်ယုံအဆောက်တက်နေစဉ်ဝင်ထွက်နေတာတွေကပတ်စံတဲ့စပားတွေစိတ်ထဲမှာအမြဲတွက်ချက်ထားရမယ်ရွာသားတွေအားလုံးကခမားကိုညူကြားရွာသားတွေရဲ့ကံကောင်းခြင်းလို့ပြောနေကြတယ်ကံကောင်းခြင်းဆိုတာကြီးတော့မခံရဲပါဘူးငါဘေးနာကလူတွေငတ်မသေးဖို့ပဲငါလိုချဝမ်ချစ်ကိုလင်းခရိုင်မှာတကယ်ရောက်ထွက်ပါမလားကျွန်တော်တို့ရဲ့ပင်လယ်ငါး6တွေကစားမတုတ်ပဲအနက်အရသာကြကြခံတဲ့တင့်တော်တဲ့ဆိုင်ကိုသာရှာတွေ့ရင်ရောင်းဖို့မပူရဘူးမင်းကလင်းခရိုင်ကိုတော့ရောက်ဖူးတာမဟုတ်ပဲဘာကြောင့်ဒီလောက်တောင်ယုံကြည်ချက်ရှိနေတာလဲကောင်းတဲ့ပစ္စည်းကသူ့အလိုလိုပြောပြလိုက်မယ်ဒီပင်လယ်ငါး6ကဘာလို့လုံးဝမငံပဲဒီလောက်တောင်လက်ဆက်နေတာလဲဤပညာအထူးနဲ့နေလန်းထားတာစားမပါပဲတနစ်ထိသိမ်းလို့ရတဲ့ပိုင်ရှင်စိတ်ဝင်စားလားဘယ်လောက်ရှိလဲအကုန်လိုချင်တယ်ပထမအတုပ်ပစ္စည်း900ကျပ်950နောက်ထပ်လည်းရှိသေးတယ်ဟေးဒါမှ950ငါးချောင်းကအိုးရှိအိုးရောင်းရတယ်ငါးအဆိုထက်ပိုမြတ်တယ်ငါးအဆိုမှာငါးအဆိုဈေးရှိတယ်ငါးချောင်းမှာငါးချောက်ဈေးရှိတယ်အဓိကဈေးကွက်ကိုဖွင့်ဖို့ပဲဝမ်ချစ်ကိုမင်းဦးနောက်ကဘလို့လုပ်ပြီးကြီးလာတာလဲအိုးရှိအိုးတစ်ခေါက်ကိုအိုးရှိအိုးဒါကကြိုတင်ငွေပဲနောက်ဆိုရင်တစ်လကိုအနည်းဆုံးလင်းခရိုင်ကို3ခေါက်ပို့ရမယ်ကျွန်တော်တို့ရဲ့ငါးချောက်တွေရောင်းရဖို့မပူရတော့ဘူးကောင်းပြီငါတသက်နဲ့တစ်ကိုရွာကလူငယ်လူကြီးတွေကိုတန်အောင်လုံနိုင်ခဲ့ပြီးရှေ့ဆောင်ကလိုအိုမင်းနေတဲ့အဖိုးကြီးကနှစ်ပေါင်း60ကျော်အသက်ရှင်လာတာဒီနှစ်မှပထမဆုံးအကြိမ်စားစရာမပူရတော့တာငါအမျိုးသမီးဆိုမနေ့ကချိန်ကြည့်တာ3ပေါင်တောင်ဝလာတယ်ဟာဟာဟာအားလုံးပြောနေုံနဲ့မပြီးသေးဘူးကောင်းတဲ့ရကရှေ့ဆောင်ဆောင်ကျင်းလာတာအားလုံးဝိုင်းလို့ရလာတာပဲမှတ်ထားနူကြားရွာကိုစောက်ရှောက်တယ်ဆိုတာကိုထမင်းအိုးကိုစောက်ရှောက်တာပဲငါတို့တေချာပေါက်စောက်ရှောက်မယ်အာဟ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 ာလျောင်ဒေသသားတွေနယ်မြေတဲကိုဝင်ရောက်လာပြီး3ရက်အတွင်းနီကြားရွာအနီးကိုရောက်ရှိမယ်လို့ခန့်မှန်းရတဲ့လူဦးရေကအနည်းဆုံး300ကိုဒုက္ခသည်တွေကျွန်တော်တို့ရွာမှာစုစုပေါင်းလူ200ကျော်ပဲရှိတာကင်းဆောင်တက်ကအယောက်20မလုံလောက်ဘူးမလုံလောက်လဲလုံအောင်လုပ်ရမယ်ဒီကနေစပြီးကင်းဆောင်တက်ကိုအယောက်40အထိတိုးချဲ့မယ်လူငယ်လူရွယ်အားလုံးအချိန်မရွေးအသင့်ပြင်ထားကိုတောင်ပတ်လည်မှာကင်းလဲဖို့အလှည့်ကျဆောင်ရမယ်နားလည်လားမျက်လုံးတွေကြဲကြဲချင်းထားတစ်ခုခုလှုပ်ရှားမှုရှာ
တိတာနဲ့ချက်ချင်းတီးခေါက်ရမယ်တက်မှုတကယ်ပဲဒုက္ခတွေဝင်လူကြမှာလားငါတို့ဘိုက်စာလုံးတဲ့လူတွေဘာမဆိုလုပ်ရဲတယ်ကျွန်တော်တို့ရဲ့စားနေရိတ်ခါနဲ့ငါးချောက်တွေကကျွန်တော်တို့ရဲ့အသက်ပဲဒါကအဖွားစီကနေတင်ယူခဲ့တာပဲဝင်ကြည့်ရွာကိုပဲမကြည့်နဲ့ကိုလည်းကာကွယ်ရမယ်မင်းကြောက်လားမင်းရှိရင်မကြောက်ဘူးဒါပေမဲ့မင်းရဲ့နောက်ကိုလည်းဆွဲချမှာမဟုတ်ဘူးလူကြီးမင်းတို့ဒုက္ခတွေရောက်လာတော့မယ်ကျွန်တော်တို့ရဲ့စားနေရိတ်ခါငါးချောက်ဟင်းဒီဟင်းရွက်တွေအားလုံးကကျွန်တော်တို့တူးဆွရှာဖွေထားတာတွေပဲကျွန်တော်တို့ညီကြားရွာကိုတေချာပေါက်ကာကွယ်ရမယ်သူတို့နဲ့အသေးလဲတိုက်မယ်အရင်ဘဝကကြံစည်မှုထဲမှာတေခဲ့ရတယ်ဒီဘဝမှာငါစောင့်ရှောက်ရမှာကဒီလူတွေဒီအိမ်ဒီလိုအသက်ပြန်ရှင်လာတဲ့အချိန်ကာလတွေပဲ